Aseneya, Aseneya, Abameya, Abameya, Majansa, Manasena, Ingongo, Una Vavanandane, Loa Ozo, Bizono, Muvedo, Yasaviam. Longetum Yado, Dilagong, the Marigong, Vinyagong, Wimodigong. Vimodi Nyanadana Gononim Izona Mudoja Luna Yama Badava Boundoi Buza to go Ana Murai Vedo Myaswaviam Araham Wadranindagua the Tongaya Gileda Nijeroma Kinwe Sinjera Muvedo Myaswaviam Araham Lova, Doga, Moha, Sajida, Hileda, Yanurogo, Bedado, Mujido, Myaswaviam, Araham, Samrazai, Dauganogo, Chopjado, Mujido, Myaswaviam, Araham, Nyama, Myagwe, A Jinkade, Senjay, Seguaya, Majiro, Mudonia Swafiam, Samatamura, Leva, Cabino Diarogo, Suvatam, Nimekame, Urania Hoswami, Sozam Pushaga, Mangazwa, Dira Muvido, Miaswavia, Veda Sarana Bambano. Wezamiro Nyandu Doma, Nyandu Shiba, Sarana Miro, Chiga Jendia, the Sangavarone, Izono, Muvido, Yaswaviam, Ruedo, Badawaro As, Ajunia Jam, Homano, Sagamoda, Yasuro, Murabido, Yaswavia, Ruedo, Megin Sipias. Tenera Muyajin, Gonzoa, Soajin, Gonzoa, Chichin, Shido, Muvido, Myaswaviam. Loga Vidu, Loga Yajaya, Lonzongo, A Gosim, Dinina Muvido, Myaswaviam. And no doro, I mean Yazon Chito, Dilagong, the Marigong, Vinyago, Wimodigo. Vimodi Nyanadana Gono Ne, Dizono Mudoja Logara Lonai, Miazum, Shida Muvido, Myaswaviam, Urida Damadarati, Yenye Lema Dinya, Di Messia, De Mediwa, De Soma Beraido Bogoroa, Yenye Lema Dinya, Diwa, Chujang. Soma Donena Murabido, Myaswaviat, Nodro, Burida, Damadarati, Soma Raido, Bogoroa, Nyunja Tondim, Berian, Soma Munai, Adumaji, Amyasom, Shidomuvido, Myaswaviam, Pata Divamnudanam, Chandaya, Jang, Lango, Nyunja, Soma Muraye, Lunadoi. Yamia Pito Muvido, Myaswaviak, Bodo, Dialozongo, Gong, Pito Muvido, Myaswaviam, Bagawa, Bono Nana, Gano Nana, Nyano Nana, the Guru Nana Rone, Loa Odo, Bizono Muvido, Myaswavia, Ranza Jiro, Gubalo Gono, Sebalo Gono, Ananda Gono, Jizura Bondo Nim, Jizona Mudo, the Dotinsha, the Venue, Myaswaviago, Yadi, Yodimia, no Leo Moye, Chico Buzo, Pumyaman Leo, Karova, Myaswavia. Bhagavata Myaswavya di Ekado Hojado Dhammo Dayado di Bhagavata Kilita Nyayam Kammo Manganswa Hoado Dayado Myabhaviraga
သာနေတိကောကျင့်ကြံအားထုတ်လင်မျက်မှောက်ကိုယ်တိုင်တွေ့မြင်နိုင်သောတရားတော်မြတ်ပါပေတကားကာလီကောအချိန်ခွင့်မဆိုင်လင်ပဲအသင့်လည်းငင်းချက်ချင်းကျုပ်ပေရသောတရားတော်မြတ်ပါပေတကားအေဟိပါတိကောလာပါကြည့်လဲပါလာပါကြည့်လဲပါဟုကျင့်ကြံအားထုတ်ရန်ဖိမှန်တိုက်တွန်းလိုက်သောတရားတော်မြတ်ပါပေတကားပါနေကောမိမိတဏ္ဍာ၌တည်အောင်ကျင့်ဆောင်တိုက်သောတရားတော်မြတ်ပါပေတကားဝိသတံဝိဒဘဝိညွဤတရားမြင်သိသည့်ပညာရှိ7ပါးအရိယာများသာလင်ကိုတရားနှင့်ကိုအတိအတိသိမြင်ခံစားရသောတရားတော်မြတ်ပါပေတကားဝါခာတအစရှိသောဤကုံတော်6ပါးနှင့်ပြည့်စုံတော်မူသောမဲ့4ပါးဖို့4ပါးနိဗ္ဗာန်ပရိယာအပြင်10ပါးသောတရားတော်များကိုဘုရားတည်တော်သည်ယောသည်များတို့လက်အုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှလျော့ကြောပါဤဘုရားသာဓုသာဓုသာဓုဘဂဝါတော်မြတ်စွာဘုရား၏သာဝကသံဃောတတိသာပေါင်းသံဃာတော်သည်သုပတိပန်နောလောဘဒေါသမောဟကင်းကြောင့်သီလသမာဓိပညာကျင့်ကောင်းကိုကောင်းစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားဥစုပတိပန်နောကိုနှုတ်စိတ်ထားကောက်သုံးမကင်းအောင်ကြောင်စင်းမှန်ကန်စွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားညာယပတိပန်နောဆင်းရဲငြိမ်းရန်နိဗ္ဗာန်လုံးငါသင်လျောစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားသာမိစေတိပန်နောသူများကပြုသည်ယောသည်မှုနှင့်သင်နှင့်ထိုက်တန်အောင်ကျင့်ကြံတော်မူသောသံဃာတော်မြတ်ပါပေတကားအာဟုနေယောအယဝေမတော်လဲဆောင်းလာ၍ဘေလူပူဇော်၌ဘေလူသည်ကိုခံယူတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားဘာဟုနေယောချစ်မြတ်တို့အားသည်ဧည့်သည်များအတွက်အထုပြုပြင်ထားသောစားကောင်းသောဖွယ်များကိုတော်လဲဘေလူပူဇော်၌ခံယူတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားဧကိနေယောနောင်တမလွန်လောက၌ကောင်းကျိုးရမည်ဟုယုံကြည်၍ဘေလူသည်ကိုခံယူတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားအင်္ဇလိကရဏီယောကောင်းကျိုးချမ်းသာမှန်စွာရမည်ဟုယုံကြည်မျှော်ကိုလျက်လက်အုံမိုး၍ရှိခိုးလိုက်သောသံဃာတော်မြတ်ပါပေတကားအနုတ္တရံပုညခေတံလောကသာကောင်းမှုမျိုးကိုစိုက်ပျိုးရန်လုံးငါတတ္တဝါအပေါင်းဤအကောင်းဆုံးလေယာမြေဖြစ်တော်မူသောသံဃာတော်မြတ်ပါပေတကားသုပတိပန္နာအစရှိသောဤကိုယ်ပါသောဂုဏတော်နှင့်ပြည့်စုံတော်မူသောမေဃတံပုဂ္ဂိုလ်၄ပါးဖလတံပုဂ္ဂိုလ်၄ပါးအပြင်7ပါးသောအရိယာပုဂ္ဂိုလ်ပေါင်းသံဃာတော်မြတ်ကိုတရားစီတော်သည်ယောသည်များတို့လက်အုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောပါ၏အရှင်ဘုရားသာဓုဗုဒ္ဓသောဘဂဝါဘောရယဓမ္မံတေတေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကုဝေယစေဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဘုရားသစ္စာ၄ပါးအမှန်တရားကိုပိုင်းခြားထင်ထင်သိမြင်တော်မူပြီးပြီဖြစ်၍ဘောရယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူပင်သိမြင်ကြပါစေခြင်းကျိုးငှာဓမ္မံသစ္စာ၄ရန်တရားမှန်ကိုဒေသေတိကရုဏာရှိသောပညာအပြင်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂဝန္တံသတ္တောတင်ရှားထိုမြတ်စွာဘုရားကိုအဟံကျွန်ုပ်သည်
ဝနာမိယောတိမြနိုးလက်ုံမိုး၍ရှိခိုးပူဇော်ပါ၏အရှင်ဘုရားသာဓုဒန္တောသောဘဂဝါဓမ္မထာယဓမ္မံတေတိတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဒန္တောမြင်ကြတွေ့ရာကြံသိရာမှကိလေသာညစ်ကြေးကင်းစင်ဝေးလျက်ယဉ်ကျေးတော်မူပြီးသည်ဖြစ်၍ဓမ္မထာယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာကိလေသာညစ်ကြေးကင်းစင်ဝေးလျက်ယဉ်ကျေးကြပါစေခြင်းအကျိုးငှာဓမ္မံယဉ်ကျေးစေရန်တရားမှန်ကိုဒေသေတိကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂဝန္တံသတ္တောတင်ရှားထိုမြတ်စွာဘုရားကိုအာကျွန်ုပ်သည်ဝနာမိယောတိမြတ်တို့လက်အုံမိုး၍ရှိခိုးပါ၏အရှင်ဘုရားဗန္တောသောဘဂဝါသမထာယဓမ္မံတေတိတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဗန္တောကာရသာသာအလှူရှားကင်းလျက်ငြိမ်သက်ငြိမ်တော်မူပြီးဖြစ်၍သမထာယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာငြိမ်သက်ငြိမ်ကြပါစေခြင်းကြောင့်ငါဓမ္မံငြိမ်သက်စေရန်တရားမှန်ကိုတေသေတိကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂဝန္တံသတ္တောတင်ရှားထိုမြတ်စွာဘုရားကိုအာကျွန်ုပ်သည်ဝနာမိယောတိမြတ်တို့လက်အုံမိုး၍ရှိခိုးပူဇော်ပါ၏အရှင်ဘုရားဒိဏောသောဘဂဝါတရဏာယဓမ္မံတေသေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဒိဏောဩဃာလေးပြာသန္တရာဤဟိုမာကံရောက်နိဗ္ဗာန်ပေါအောင်ကုမြောက်တော်မူပြီးသည်ဖြစ်၍တရဏာယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာကုမြောက်ကြပါစေခြင်းကြောင့်ငါဓမ္မံကုမြောက်စေရန်တရားမှန်ကိုတေသေတိကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂဝန္တံသတ္တောထင်ရှားထိုမြတ်စွာဘုရားကိုအာကျွန်ုပ်သည်ဝနာမိယောတိမြတ်တို့လက်အုံမိုး၍ရှိခိုးပူဇော်ပါ၏အရှင်ဘုရားပရိနိဗ္ဗုတောသောဘဂဝါပရိနိဗ္ဗာနာယဓမ္မံတေသေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ပရိနိဗ္ဗုတောကိလေသာခသိအလုံးစုံငြိမ်းကြီးသည်ဖြစ်၍ပရိနိဗ္ဗာနာယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာကိလေသာခသိငြိမ်းကြပါစေခြင်းအကျိုးငှာဓမ္မံကိလေသာငြိမ်းရန်တရားမှန်ကိုတေသေတိကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂဝန္တံသတ္တောထင်ရှားထိုမြတ်စွာဘုရားကိုအာကျွန်ုပ်သည်ဝနာမိယောတိမြတ်တို့လက်အုံမိုး၍ရှိခိုးပူဇော်ပါ၏အရှင်ဘုရား